ဒီလူကမတော်တဆက်လက်စစ်ဝိုင်တာဂျိုးတစ်ခုကိုဂိုင်းမိသွားပါတယ်အဲ့ဒီချိန်မှာအမျိုးသမီးတစ်ယောက်ရောက်လာပြီးဒီလိုအခြေအနေကိုမြင်တော့အယမ်းလန့်သွားတော့သူမကြောက်နေပြီမဲ့လည်းနားမှာရှိတဲ့တစ်သားချောင်းတစ်ချောင်းကိုကောက်ကင်ပြီးသူ့လက်ကိုဝါယာဂျိုးကနေလွတ်အောင်ဂယုတစိုက်ကျူးစားပေးခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ကျူးစားမှုတွေကမအောင်မြင်တဲ့အခါမှာတော့ကြောက်စိတ်နဲ့သူ့ကိုအသိရိုက်နေပါတော့တယ်တော်တော်လေးရိုက်နေပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာဝါယာဂျိုးကိုဖယ်ရှားနိုင်ခဲ့ပြီးသူမကချက်ချင်းပဲမအား911ကိုဖုန်းဆက်လိုက်ပါတယ်ကယ်ဆယ်ရေးရောက်လာတဲ့အခါမှာတော့ဒီလူကိုချက်ချင်းစစ်ဆေးမှုတွေလုပ်ကြပါတယ်ဒါပေမဲ့အားလုံးအံ့ဩသွားတာကတော့ဒီလောက်ပြင်းထန်တဲ့လျက်စစ်ရှာဖြစ်ထားတာတော့သူ့ရဲ့သွေးဖီအားနဲ့နှလုံးခုန်လုံးကပုံမှန်အတိုင်းဖြစ်နေကြပါပဲဒါကလူတိုင်းကိုဇဝေဇဝါဖြစ်စေခဲ့ပေမဲ့ထပ်မံစစ်ဆေးကြည့်တဲ့အခါမှာတော့သူ့ရဲ့ညာဘက်လက်မှာဒဏ်ရာတစ်ခုနဲ့ဘဲဘက်နမ်းတွေမှာဝန်းဘက်ဒဏ်ရာတွေကိုတွေ့လိုက်ရပါတယ်မြင်မြန်ကြည့်တဲ့အခါမှာတော့အမျိုးသမီးကသူ့ကိုဓာတ်လိုက်နေတာကနေကဲကိုကျူးစားခဲ့တာလို့ရှင်းပြပါတယ်ဒါပေမဲ့ထူးဆန်းတာကတော့ဒီလူလက်မှာဘာမီးလောင်ဒဏ်ရာမှမရှိသလိုအဲ့ဒီဝိုင်ရာဂျိုးကလည်းဘာနဲ့မှချိတ်ဆက်မထားတာကိုတွေ့လိုက်ရတာပါအဲ့ဒီအချိန်မှာပဲမိသက်သမားတွေကဒီလူဟာဓာတ်လိုက်တာမဟုတ်ပဲအတက်ရောဂါထဲ့နေတာဖြစ်ကြောင်းသိလိုက်ရပါတယ်ဆိုလိုတာကတော့အမျိုးသမီးကသူ့ကိုအလကားတသက်အားရပါရရိုက်နှက်မိသွားတာပါပဲ